Hi guys အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ထုံးစံတိုင်းကျွန်တော်ကြာတာပလေး focus လုပ်ပြတာတော့ကြာပြီအခုမှပြန်ပြီးတော့လုပ်ပြတယ်ပေါ့နော်ဆိုတော့မလုပ်ပြတာကြာတဲ့အကြောင်းရင်းလေးလည်းရှိရယ်အဲ့ဒါတော့ဒီနေ့ပြောမင်းကောင်းစင်နဲ့လည်းအများကြီးသက်ဆိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ကောင်းစင်လေးတစ်ခုယူဆောင်လာတယ်အဲ့ဒါကလွန်ခဲ့တဲ့2လ3လကကိုအဲ့လိုမျိုးထင်မြင်တဲ့အကြောင်းမလို့ဒီကောင်းစင်လေးပြလိုက်ရှာပြီးတော့လေ့လာတာပေါ့နော်ဆိုတော့အဲ့ကောင်းစင်ကဘာလဲဆိုတော့ self indulgence လို့ခေါ်တယ်ဒီနေ့အပြင်ကိုစိတ်ကိုလိုလိုက်ခြင်းပေါ့နော်စိတ်ကိုလိုလိုက်ခြင်းဘာလို့ကျွန်တော်ဒီစိတ်ကိုလိုလိုက်ခြင်းဆိုတဲ့ကောင်းတဲ့ရွေးချက်ပဲလဲဆိုတော့ပြီးခဲ့တဲ့နောက်ဆုံးတာတွေမှာကိုလိုလိုက်မိတယ်လေလိုက်တယ်ပေါ့နော်နေကြုံလို့နေတယ်လောက်ချင်ရဲ့အလုပ်တွေတော့လုပ်နေတယ်အကြောင်းလုပ်တယ်ပြီးပြီးရောလုပ်တယ်ပေါ့နော်ဟို Netflix ကြည့်ရဲ့အချို့တယ် game ဆော့ခဲ့တယ်ဆိုတော့ဒီလိုမျိုး predator ဖြစ်တဲ့ကာလတွေရှိပေါ့နော်ပြီးတော့ပွဲတွေအများကြီးရှိတယ်ဆိုတော့တော်တော်လေးလူကဟိုရဲ့taxi ကိုပြီးစလွယ်လုပ်လိုက်ပြီးတော့ဘာမှအကျိုးမရှိတဲ့အလားတွေဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီစိတ်လိုလိုက်ခြင်းဆိုတဲ့အရာကိုကျွန်တော်ပြန်ပြီးတွေ့မိငါတော်တော်လိုလိုက်မိတာပဲဆိုတဲ့ကောင်းစဉ်ကိုရှာပြီးတော့လေ့လာတဲ့အချိန်မှာကျွန်တော်ဒီရခဲ့တဲ့အဖြေတွေအတွက်လည်းကျွန်တော်ဝမ်းသာပါတော့အဲ့ဒါကြောင့်ကျွန်တော်ပြန်ပြီးတော့ဝေမျှပေးချင်တယ်ဆိုတော့စိတ်လိုလိုက်ခြင်းကတော့တနည်းအားဖြင့်ပြောမယ်ဆိုတော့ရိုးလေးပဲပေါ့နော်ကိုလှုပ်ချင်တာကိုလှုပ်တာဘာမှကိမဆိုင်ပဲလှုပ်တာပေါ့နော်ကိုစိတ်ချမ်းသာပြီးရောဆိုပြီးတော့လှုပ်လိုက်တာမျိုးတွေကိုစိတ်လိုလိုက်ခြင်းကိုကျွန်တော်သိစားကြပါတော့ဆိုတော့ကျွန်တော်တို့ခရစ်ယာန်မြန်မာဆိုရင်လည်းရှိပေါ့နော်ဘုရားသခင်ရဲ့လူတော်နဲ့ဆန့်ကျင်တဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုဖော်ပြတဲ့ကျမ်းပိုက်တွေပေါ့နော်ဥပမာဂလာတိခန်းကြီး9:16မှာဆိုရင်ဒီဝိညာဉ်တော်အတိုင်းကျင့်ကြလို့တို့ပြုလျင်ဇာတိပဂတိဒီတတ်မှတ်ခြင်းတို့ကိုမပြေဆုံးစေရပါတော့ဒီကျမ်းပိုက်တွေပါလို့ဆိုလို့ဆိုတော့ကျွန်တော်တို့တတ်တာမှာဒီဇာတိပဂတိနဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်တို့လိုချင်တတ်မှတ်တာရှိတယ်တကယ်တော့ကျွန်တော်သွားတင်တာကဒီဝိညာဉ်တော်အတိုင်းကိုကျင့်သုံးပြီးတော့နေထိုင်သွားတင်နေဆိုတဲ့ကောင်းစဉ်မျိုးပေါ့နော်ဒါပြောမှဆို self indulgence နဲ့ပတ်သက်တယ်ပေါ့ဒီနေ့အဖြစ်ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်ပြီးတော့အသက်ရှင်တာဟာကျွန်တော်ခရစ်ယာန်မြန်မာဆိုရင်ကျမ်းစာနဲ့မလျော်ညီတဲ့အရာဖြစ်တယ်ပေါ့နော်ကျွန်တော်ကဒီတိတ်ပံနဲ့လက်တွေ့အတိုင်းကျွန်တော်ဘာတွေရှိမလဲဆိုတော့ကျွန်တော်ဆက်ပြီးလေ့လာဖြစ်တဲ့အခါမှာကျွန်တော်ကိုပြန်မေးဒီစိတ်လိုလိုက်တာဒီစိတ်ကြောင့်လားအုံနောက်ကြောင့်လားပေါ့နော်ဆိုတော့အဖြေက2မျိုးလုံးကြောင့်ပေါ့နော်ဆိုတော့အုံနောက်ကလည်းဆုံးဖြတ်ပေးရစိတ်ကလည်းခံစားမှုပေးတဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုကအတူတူတွဲလုပ်တဲ့အခါမှာစိတ်အလိုလိုက်ခြင်းဆိုတာဖြစ်တယ်ပေါ့နော်ဆိုတော့ဥပမာပြောမယ်ဆိုရင်အုံနောက်ကဘာလုပ်ပေးလဲဆိုတော့ဒီ phone scrolling လုပ်မယ်ဆိုတဲ့ဟာအုံနောက်ကပေးတယ်အချိုတွေစားခြင်းနဲ့အုံနောက်ကစားခိုင်းတယ်အုံနောက်ကဘာကြောင့်မလို့ဒီຢာတွေလောက်ခိုင်းလဲဆိုတော့တစ်ဖက်ကခံစားခြင်းနဲ့တွားပြီးတော့တိုက်ဆိုင်တယ်ပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့စိတ်ဖိစီးမှုတွေအများကြီးကြောင့်ကိုကဘာမှမလုပ်ချင်တော့ဘူး phone scrolling လုပ်တယ်ဒါမှမဟုတ်စိတ်ဖိစီးမှုအများကြီးကြောင့်စားလိုက်တယ်ဝန်တဲ့ကြောင့်မလို့ကိုပြောအောင်ဂိမ်းဆောလိုက်တယ်နော်ဒေါသထွက်တဲ့ကြောင့်မလို့ကိုစိတ်ပြေပါအောင်ပြန်ပြီးရန်ဖြစ်ပြီးပတ်ပြန်ပြောလိုက်တယ်ပေါ့နော်ဆိုတော့ဒါတွေကတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီစိတ်နဲ့အုံနောက်နဲ့အတူတူလှုပ်တွဲလှုပ်တဲ့အခါမှာဒီကိုယ်စိတ်ကိုလိုလိုက်တာတွေကဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဘာကြောင့်ဒီလူတွေကအုံနောက်ကိုပို့ပြီးတော့ထိန်းချုပ်နိုင်တယ်လဲဆိုတဲ့အရာကိုလေ့လာကြည့်တဲ့အခါမှာဒီကျွန်တော်တို့အုံနောက်မှာပေါ့နော်ဒီအရှိပိုင်းမှာ prefrontal cortex ဆိုတဲ့အရာရှိရပေါ့နော်ဒီအဲ့အပိုင်းကဘာလို့လုပ်ပြီးလဲဆိုဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေသူကလုပ်ပြီးတယ်ဒီစိတ်ကိုထိန်းချုပ်တဲ့အပိုင်းကိုသူကလုပ်ပြီးရပေါ့နော်ဆိုတော့ဒါကြောင့်မို့ဒီရည်မှန်းချက်ရှိတဲ့လူတွေအလေးအကျင့်ကောင်းရှိတဲ့လူတွေဒီစဉ်းစားသုံးသပ်ဒါတွေကောင်းတဲ့သူတွေကဒီအဲ့အပိုင်းမှာအားထားတဲ့သူတွေဖြစ်တတ်ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပိုင်းမှာအားထားတဲ့လူတွေကပဲပို့ပြီးတော့စိတ်ကိုထိန်းချုပ်နိုင်တယ်ဆိုတော့ဒီလေ့လာမိရပေါ့နော်ဆိုတော့ကျွန်တော်ဒီ prefrontal cortex ဆိုတာဘာလဲပေါ့နော်ဒါကတကယ်ဝင်ထပ်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဒီသူ့ရဲ့တာဝန်တွေကကျွန်တော်ဆုံးဖြတ်ချက်ချပေးရအနာဂတ်ကိုစဉ်းစားပေးရဒီစိတ်ခံစားမှုတွေကိုထိန်းချုပ်ပေးရသူကအာယုံစူးစိုက်မှုအားကောင်းလုပ်ပေးရဒီကောင်းတာနဲ့မကောင်းတာနှစ်ခုကြားကိုသူကဆုံးဖြတ်ချက်ချပေးတတ်တဲ့အပိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကသူ့ရဲ့တာဝန်တွေလို့ပြောလို့ရတယ်ဆိုတော့ဥပမာကျွန်တော်တို့ PFC ပေါ့နော် prefrontal cortex အားကောင်းတဲ့သူက exam ရှိရဆိုရင်သူအရင်စာဖတ်မယ်ဖုန်းတွေပဲပုတ်မနေဘူးပေါ့နော်ဒါပေမဲ့ PFC အားနည်းတဲ့လူကြောင့် exam ရှိပေမဲ့လည်းသူက okay ခဏလောက်ကြည့်လိုက်ပါမယ်9မိနစ်ဆိုပြီးတော့တစ်နာရီလောက်ကြာသွားတာမျိုးပေါ့နော်ဆိုတော့ဒါက PFC အားကောင်းတဲ့လူနဲ့မကောင်းတဲ့လူပေါ့နော်ဆိုတော့ဇီဝဖြစ်စဉ်ရဖြစ်တဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ရုပ်တရက်စဉ်းစားမယ်ဆိုတော့ဒါလူတစ်ပါးဖြစ်မယ်တကယ်တမ်းကျတော့ဒီ
ကျွန်တော်ဇီဝကကျွန်တော်တို့ control လုပ်နေတဲ့အပိုင်းတွေရှိရဆိုတော့ထပ်ပြီးတော့လေ့လာမိရပေါ့နော်ဆိုတော့ TSC ကိုအားကောင်းအောင်လုပ်ချင်တယ်ဆိုရင်လည်းလုပ်လို့ရတဲ့အချက်တွေအများကြီးရှိတယ်ကျွန်တော်လေ့လာထားတော့ပြန်ပြီးတော့ဝေမျှပေးချင်တယ်ပေါ့ဆိုတော့ emergency ချပါနေဆိုတော့ရေဘုံကအိတ်ချင်ပေါ့နော်ဆိုတော့အဲ့လည်းကျွန်တော်တို့ကြည့်လိုက်ရင်ဘာမှမဟုတ်ဘူးတို့ပဲကျွန်တော်ထင်မှာပေါ့နော်ဒီကနေ့ကျရေဘုံကကအရင်ရေးကြည့်ရကျွန်တော်ဒီ sleep deprivation ကဒီ PVC ကိုအများကြီးထိခိုက်နိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့9နာရီကနေ9နာရီကြာအိတ်တဲ့လူနဲ့4နာရီကနေ5နာရီကြာအိတ်တဲ့လူတွေကကွာခြားမှုရှိရပေါ့နော်9နာရီကနေ9နာရီကြာအိတ်တဲ့လူတွေကပို့ပြီးတော့နေ့တာမှာအလုပ်လုပ်တဲ့အချိန်မှာပို့ပြီးတော့အာရုံဆိုင်နိုင်တယ်ဆုံးဖြတ်ချက်ကောင်းချနိုင်တယ်4နာရီကနေ9နာရီလောက်ပဲအိတ်တဲ့လူတွေကတော့ကျွန်တော်နေ့ဘက်မှာအိမ်ငိုက်တာမျိုးပြလာတတ်တယ်ပြီးတော့ဆုံးဖြတ်ချက်မကောင်းဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲကျွန်တော်ဝါရနေဆိုအလုပ်လုပ်တာပြောတယ်အဆင်ပြေတယ်ဝါရနေဆိုအလုပ်လုပ်ရတာအဆင်မပြေဘူးအိမ်ငိုက်တယ်အရင်ပြအာရုံမဆိုင်နိုင်ဘူးဆိုတော့တကယ်လက်တွေ့ဆိုင်တဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ဝါရအရင်ရေးကြည့်နံပါတ်1ချက်ပေါ့နော်နံပါတ်2တစ်ချက်က exercise လုပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဥမာကိုကအားကစားတစ်ခုကြိုက်တယ်ဆိုတော့အားကစားလုပ်ပေါ့နော်ဒါမှမဟုတ်ဖြေးတာလားဂျင်းဆော့လာဒါမျိုးလေးတွေကလုပ်ဖို့လိုတယ်ဒီဟာတွေမလုပ်ဘူးဆိုရင်နေလို့မကောင်းတာမျိုးတွေတကယ်ဖြစ်တယ်ကိုတွေးလက်ပတ်တော့အားမကောင်းတဲ့အခါမှာကိုအာရုံမဆိုင်နိုင်ဘူးเนาะဆိုတော့ဒီ activity လေးတစ်ခုလုံးမှလည်းစစ်မှန်တဲ့ dopamine ရမယ်အဲဒီ dopamine ကနေပြီးတော့ကို motivation ပေးမယ် motivation ကနေပြီးတော့မှကိုကဒီစိတ်လိုမလိုက်တဲ့ဘက်ကိုပြန်ပြီးတော့ရောက်လာမယ်ပေါ့เนาะဆိုတော့ဒီ exercise လုပ်တာလည်းရင်းကြည့်ရပေါ့နောက်တစ်ချက်ပါလဲဆိုတော့ meditation and prayers ပေါ့เนาะဆိုတော့ဘာသာရေးဘပြောမှဆိုရင်လည်းခရစ်ယာန်မှာဆိုရင်ကျမ်းစာဘတ်ဆုတောင်းခြင်းဖခင်နဲ့စကားပြောခြင်းပေါ့နော်ကိုယ့်ရဲ့ဖခင်နဲ့ကိုယ်နဲ့လုပ်တဲ့ဘိုင်းကတော့ကိုယ့်ရဲ့ personal ပဲဆိုတော့ဒါတော့ကိစ္စမရှိဘူးကိုယ်အဆင်ပြေတဲ့အရာလို့ဒီဟာတွေလုပ်ဖို့ကလည်းအရေးကြီးတယ်ဒီဘုရားဘာသာမှာဆိုရင်လည်းတရားထိုင်တာရှိမယ်နော်ဒီတရားရွတ်တာတွေပါရှိမယ်ပေါ့နော်ဆိုတော့ဒီအရာတွေကိုလုပ်ဖို့အတွက်လည်းလိုအပ်တယ်ဒီလိုမျိုးတရားထိုင်ခြင်းနော်ဖခင်နဲ့စကားပြောခြင်းဟာကိုယ့်ရဲ့အယူဆိုင်မှုအားကောင်းစေတယ်ပြီးတော့ကိုယ်စိတ်ကိုလိုလိုက်ဖို့ဖြည်းဖြည်းအလံဝေးလာစေတယ်ပေါ့နော်ဆိုတော့ဒါကလည်း practical တစ်ချက်ပဲဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ခက်ခဲတာကိုတမင်လုပ်ခြင်းပေါ့နော်ဆိုတော့ PFC ကလည်းကိုယ့်ရဲ့ကြွက်သားတစ်ခုလိုပဲပေါ့နော်အသုံးပြုလာလေးပို့ပြီးတော့အားကောင်းလာလေးပေါ့ဆိုတော့ဥမာကိုကမနေ့စောစောမထားနိုင်ဘူးဆိုရင်ငါမနေ့စောစောကျင်းထားကြည့်မယ်ကိုကရေအေးနဲ့ရေမချိုးနိုင်ဘူးဆိုရင်စူးစမ်းပြီးတော့ရေအေးနဲ့ချိုးကြည့်မယ်ဒီဟာမျိုးတွေ challenge ပေါ့နော်တချို့ဆိုရေခဲနဲ့ရေစိမ့်နဲ့ပေါ့နော်ဒါမျိုးရှိတယ်ဥမာကို workout မလုပ်ချင်ဘူး workout ဖြစ်နေ show up လုပ်တဲ့သွားတယ်ဒါကိုယ့်ရဲ့ PFC ကို train ပေးနေတာပေါ့နော်ဒီကိုမလုပ်ချင်တဲ့အရာကိုစူးစမ်းလုပ်ဆောင်ခြင်းလည်း PFC ကိုအားကောင်းစေတယ်ဆိုတော့ဒီ PFC အားကောင်းတဲ့ချိန်ကျရင်စိတ်လိုလိုက်ခြင်းကိုလည်းတဖြည်းဖြည်းနဲ့ရှောင်ရှားလို့ရလာနိုင်တယ်နောက်တစ်ချက်ကျတော့ဗာလဲဆိုတော့ deep work ပေါ့ဆိုတော့ကျွန်တော်တို့အာယုံစိုက်ပြီးတော့ကျွန်တော်စာဖတ်တယ်ဒါမှမဟုတ်စာရေးတယ် research လုပ်တယ် skill တခုကိုကောင်းကောင်းလေ့လာတယ်ဆိုရင်ဒီ PFC ကိုအားကောင်းလာစေပေါ့ကိုယ့်ရဲ့စိတ်ကိုအလိုမလိုက်ဖြစ်တော့အောင်တခုခုမှာအယုံဆိုင်ပြီးတော့လေ့လာခြင်းဟာ PFC ကိုအားကောင်းလာစေပေါ့။ဘုံနောက်ကသူ့လို function ဖြစ်လာလိမ့်မယ်အချိန်ကျရင်လိုနေနဲ့စိတ်လိုလိုက်မှုတွေကတဖြည်းဖြည်းရောက်လာမယ်ဆိုတာကိုလည်းတွေ့ရတယ်ပေါ့နော်။နောက်ဆုံးတစ်ချက်ပါဆိုတော့အချိုလျှော့စားတာရှိမယ် dopamine overload မဖြစ်ဖို့ short ချတာမျိုးလည်းလုပ်အောင်ပေါ့နော်။ဆိုတော့လူတွေရဲ့ PFC အားနည်းရခြင်းအကြောင်းရင်းကြီးတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ကိုယ်စိတ်ကိုပြောအောင်လုပ်ချင်တာလုပ်လိုက်တယ်အဲ့လိုမျိုးပြောတဲ့အချိန်မှာပါဆိုတော့ကျွန်တော်တို့ constant video ကြည့်ရတယ် phone scrolling လုပ်တာတွေပါတယ်ပြီးတော့ဒီ junk food တွေစားတာတွေပါတယ်နောက်တစ်ချက်တော့ pornography တွေပါဘူးเนาะဆိုတော့ဒါတွေများများလုပ်ဆောင်ခြင်းကကိုယ့်ရဲ့အာရုံစူးစိုက်မှုလည်းနည်းလာစေတယ် dopamine ပေးတယ်ဆိုရင်တော့ခဏတာလေးပဲပေးရပါတော့အဲ့ဒါကြောင့်မလို့ဒီတကြားရှော့ချရမယ်ပြီးတော့ဒီခဏတာပဲကိုယ် dopamine release ဖြစ်စေတဲ့အရာတွေကိုရှော့ချရမယ်ဖြတ်တောက်ပြရမှာပေါ့နော်ဆိုတော့ game ဆိုတာတွေပါမယ် phone ကြည့်ရပါမယ်ပြီးတော့ junk food စားတာတွေပါမယ်ဒီ constant video scrolling phone scrolling တွေပါမယ်เนาะဒါတွေ short ချရမယ်ဆိုတော့ဒီဟာတွေကိုမ short ချအောင်ဆိုရင်ကိုယ့်ရဲ့အုံနောက်က dopamine အရန်လွတ်တဲ့ချိန်မှာကိုယ့်ရဲ့ PFC ကိုအားနေစေမယ်အဲ့ဒါကြောင့်မို့လို့ဒီဟာတွေ short ချပြတာဖြတ်တောက်ပြတာအရန်လိုရတယ်ဒါကကိုယ့်ရဲ့အုံနောက်ကိုပြန်ပြီးတော့ function လုပ်ပေးမယ်အရာတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အုံနောက်မှာစနစ်တွေအများကြီးရှိတယ်ဒါကကျွန်တော်လေ့လာပြီးတဲ့ PFC ဆိုတဲ့ကောင်းစဉ်တွေတစ်ခုပဲရှိတယ်ပေါ့နော်ဆိုတော့တခြားအရာတွေအများကြီးရှိသေးတယ်အဲ့အရာတွေကိုလည်းကျွန်တော်ထပ်ပြီးတော့လေ့လာတယ်ဆိုတော့ဒီပြပြနဲ့သိလာရဒီကျွန်တော်တို့နေ့လူကဖြစ်ပျက်နေတဲ့အရာတွေက
ကျွန်တော်တို့လှုပ်ချင်လွန်းလို့လုပ်နေရမှာမဟုတ်ဘူးကျွန်တော်တို့ကိုယ်လည်းလှုပ်လိုက်မယ်လို့ထင်ကောင်းထင်နေတယ်တကယ်တမ်းကျတော့ကျွန်တော်ရဲ့ own now နဲ့စိတ်ခံစားမှုတွေကျွန်တော်တို့ control ပြီးတော့ကျွန်တော်ဒီထဲကိုပါသွားတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီဟာလေးလေ့လာပြီးရဲ့ချိန်ကျငါတို့လည်းကြိုးပြတဲ့အတွက်ကြောင့်မို့ငါလည်းသူများတွေကိုပြန်ပြီးဝေမျှပေးခြင်းနဲ့တခုခုလည်းကြိုးပြသွားမယ်လို့ပြောနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတော့တင်မှာကျွန်တော်ခံစားရတဲ့ self indulgence စိတ်အလိုလိုက်တာကိုကျွန်တော်လေ့လာတဲ့အချိန်မှာဒီຢာရီတော့တွေ့တယ်ဆိုတော့ညမတီစိတ်လိုလိုက်တာကိုယ့်ဘာသာကိုလှုပ်ထောင်တာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ခံစားမှုနဲ့အုံနောက်ရဲ့ဖြစ်တည်မှုတွေအကြောင်းမလို့စင်ကဲဖြစ်စဉ်တွေဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီစိတ်လိုလိုက်တာဖြစ်လာတယ်ပေါ်စားဖြစ်လာတာပေါ့နော်ဆိုတော့အားလုံးပြန် mission လုပ်တာပေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့အကျိုးပြည့်စုံရတော့ဒီ PFC ဆိုတဲ့အရာကိုကျွန်တော်သိခဲ့တာအရင်အကျိုးဖြစ်တယ်ဒီအရာတွေကိုပိုအားကောင်းအောင် train လုပ်ဖို့ technique တွေလည်းကျွန်တော်လေ့လာဖြစ်တဲ့အခါမှာဒါကိုလည်းပြန်ပြီးဝယ်လုပ်နေတယ်အဲ့ဒါကိုလည်းကျွန်တော်ထပ်ပြီးတော့အားကောင်းအောင်လုပ်စားနေတယ်ဆိုတော့တကယ်တမ်းလည်းအများကြီးထောက်ကူဖြစ်လိမ့်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်ဆိုတော့ဒါလည်းတကယ်ကျွန်တော်တို့ခက်ခဲနေတဲ့အရာတွေပဲပေါ့နော်ဆိုတော့ကျွန်တော် exercise လုပ်တာတွေပုံမှန်မလုပ်ဖြစ်ဘူးကြိုးရှိတဲ့အရာတွေမလုပ်ဖြစ်ဘူးနော်အေးဝါမေးဘူး doom scrolling လုပ်တယ်ဒါကျွန်တော်တို့သိနေကြအရာတွေပဲဒီအရာတွေကကျွန်တော်တို့မလုပ်ဖြစ်တာကကျွန်တော်တို့ရဲ့အုံနောက်ကိုဘယ်လိုထိခိုက်ပြီးတော့ကျွန်တော်တို့ရဲ့ habit တွေကို destroy ဖြစ်စေပြီးတော့ကျွန်တော်တို့ရဲ့နောက်ဆုံး life ကိုဘယ်လိုမျိုး unhealthy ဖြစ်စေလဲ financially physically mentally အကုန်လုံးဆက်ဆက်နေတဲ့ကြောင့်မလို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးကျွန်တော်နည်းပြန်ပြီးဝေမျှသားခြင်းဖြစ်တယ်ဆိုတော့ဒီထက်ကျွန်တော်ပို့ပြီးတော့လေ့လာဖြစ်အောင်မယ်လေ့လာပြီးတဲ့ channel ကျွန်တော်ပြန် sharing လုပ်သွားပါမယ်ဆိုတော့ဒီညအတွက်တော့ဒီလောက်ပဲအားလုံးပဲ self indulgence ကိုစိတ်ကိုအလိုလိုက်တဲ့သူတွေမဖြစ်ဖို့အတွက်ဒီဗီဒီယိုလေးကကြိုးပြုလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်